ဒီအကြောင်းကိုပြောရရင်ခမားယုံမှာတော့မဟုတ်ပါဘူးဒီနိုင်ငံမှာဘာမှမလုပ်ပဲနေရင်တော့ပတ်စံရနိုင်ပါလေပိုပြီးအန်အော်စရာကောင်းတာကတော့လူအများစုကအဲ့ဒီပတ်စံကိုမလိုချင်ကြတာပါတရားဝင်နေထိုင်သူတယောက်အနေနဲ့အလုပ်လုပ်စရာမလိုပဲတစ်လကိုဒေါ်လာ2200မြန်မာငွေ390ဝန်းကျင်လောက်ရနိုင်ပါတယ်ဒါပေမဲ့အစိုးရကဒီအစီအစဉ်ကိုအဆိုပြုခဲ့အခါမှာလူ90ရာခိုင်နှုန်းကမလိုပါဘူးရပါတယ်ဆိုပြီးကန့်ကွက်မယ်ပေးခဲ့ကြပါတယ်ဆွစ်ဇာလန်ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပေမဲ့အေးလူအရှိဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်လူတော်တော်များများကတပတ်မှာ3ရက်လောက်ပဲအလုပ်လုပ်ကြပြီးအဲ့ဒါကသူတို့ပြင်းလို့မဟုတ်ပါဘူးတိုင်းပြည်ရဲ့စနစ်ကအရန်ကိုတည်ငြိမ်လွတ်ဖြစ်ပါတယ်ထောက်ရှိလား15ခုနှစ်ကစပြီးစစ်ပွဲတွေမရှိခဲ့ပါဘူးပညာရေးကအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိပြီးတက္ကသိုလ်တက်ရင်တော့ပတ်စံတပြားမှပေးစရာမလိုပါဘူးလားစင်စရိတ်တွေအတွက်ပူပန်စရာမလိုသလိုပတ်စံစုဖို့လည်းတိတ်မလိုတာကြောင့်လူအများစုကရှိတာကိုတုံးပြီးလက်ရှိဘဝကိုပျော်ပျော်ကြီးဖြတ်တန်းကြပါတယ်ကမ္ဘာပေါ်မှာအကောင်းဆုံးယထာလန်စနစ်တွေရှိတဲ့အပြင် postcard ဒီထဲကလိုလှပတဲ့ Alps တောင်တန်းကြီးတွေကိုပါကြည့်ရှုနိုင်တာကြောင့်ဒီနေရာကကမ္ဘာပေါ်မှာအငင်းစားယူဖို့အကောင်းဆုံးပရအထီးထူပုံတစ်ခုပါပဲ